လူငယ်တယောက်ဖြစ်လာတဲ့အခါမှာလူငယ်ပိတစွာနဲ့ပဲစူးစမ်းခြင်းစိတ်တွေများပါတယ်ကျွန်တော်တို့ကလေးဘဝအကုန်ဆုံးပြီးတော့မှ14 15ကစပြီးတော့မှလူပြိုဘဝလူငယ်ဘဝတွေကိုဝင်ရောက်လာတဲ့အခါမှာအမျိုးမျိုးစူးစမ်းခြင်းတတ်ကြတယ်ဥပမာကိုမှရှေ့မှာရှိတဲ့စီနီယာတွေကြည့်ပြီးမှသူတို့ရဲ့ဆက်လက်ရှိုက်နေတာကိုကြည့်ပြီးမှဆက်လက်ကိုစမ်းတောက်ကြည့်ခြင်းတဲ့စိတ်တွေဖြစ်တယ်။ကွင်းရဝါနေတဲ့သူကိုကြည့်ပြီးမှကွင်းရလေးမြုံခြင်းတဲ့စိတ်ကိုယ်တူလေးတပြစ်ပြစ်နဲ့ထွေးပြီးတော့မှဟုတ်လာပြီဆိုပြီးတော့မှလှုပ်ကြည့်ခြင်းတဲ့စိတ်တွေနော်လူငယ်တွေမှာအများကြီးရှိပါတယ်။ဒါပေမဲ့ဒီကွင်းရစားခြင်းဆက်လက်တောက်ခြင်းဟာမကောင်းဘူးဆိုတာကိုကျွန်တော်တို့ကကြိုတင်သိပြီးတော့မှအစမပြုတာအကောင်းဆုံးပဲ။စမိလို့ရှိရင်နောက်တစ်ချိန်မှာဖြတ်ဖို့ခက်ပါတယ်။ဒါကြောင့်ဒီနေ့မှာတော့ကျွန်တော်တို့ကွင်းရစားခြင်းနဲ့ပတ်သက်ပြီးတော့မှဖြစ်စေနိုင်တဲ့စိုးကျိုး၅ခုကိုဒီနေ့မျှဝေပေးသွားမှာဖြစ်ပါတယ်။အဲ့တော့ကွင်းရကိုဆွမြဲစားမယ်ဆိုရင်ဖြစ်နိုင်တဲ့စိုးကျိုး၅ခုတည်းဟာနံပါတ်1ကတော့ဗာလဲဆိုလို့ရှိရင်ပါးစပ်နဲ့သွားချမ်းမာရေးကိုဆိုးရွားစွာထိခိုက်စေနိုင်ပါတယ်အဲ့တော့ကွင်းရထဲမှာပါတဲ့ဆေးကြီးတွေကွင်းရွက်ဟာထုံးတဲ့ဆေးရွက်ကြီးနဲ့ပေါင်းပြီးတော့မှဓာတ်ပြုလိုက်တဲ့ဓာတ်တွေကြောင့်ဒီနေ့သွားပုတ်တာတွေဖြစ်နိုင်တယ်တဖုံးရောင်တာတွေဖြစ်နိုင်တယ်ပါးစပ်ကိုလည်းအနံ့ဆိုးတွေထွက်စေနိုင်ပါတယ်ဒါကြောင့်ကျွန်တော်တို့ကကွင်းရရဲ့ဒီနေ့ထိခိုက်စေတဲ့ဆိုးဝါးစေတဲ့အချက်တွေကိုသိပြီးတော့မှပါးစပ်နဲ့ကျန်းမာရေးသွားကျန်းမာရေးကောင်းဖို့ရန်အတွက်ကွင်းရကိုမစားဘဲနဲ့ရှောင်ကျဉ်သင့်ပါတယ်နံပါတ်2ကတော့ဒီကွင်းရရဲ့ဆိုးကျိုးဟာကင်ဆာရောဂါကိုဖြစ်ပွားနိုင်ခြေမြင့်မားပါတယ်အဲ့တော့ကွင်းရကိုအချိန်ကြာစားမယ်တချို့ဆိုရင်ဘယ်လောက်ထိအောင်ကွင်းရစားလဲဆိုရင်တနေ့ကုန်လုံးကွင်းရကိုစားတဲ့အပြင်ညအိပ်ရင်တောင်မှပဆောင်ထဲမှာကွင်းရကိုငုံပြီးမှအိပ်တဲ့သူတွေရှိပါတယ်အဲ့တော့ထိုကဲ့သို့ကွင်းရကို24နာရီပတ်လုံးဆွမြဲစားတဲ့သူတွေကဘာတွေဖြစ်လာနိုင်လဲဆိုရင်သူတို့ဟာပါးစပ်ကင်ဆာဖြစ်လာနိုင်ပါတယ်။လေချောင်းကင်ဆာဖြစ်လာနိုင်ပါတယ်။အစာမျိုးပြင်ကင်ဆာဖြစ်စေနိုင်ပါတယ်။ဒါကြောင့်ကျွန်တော်တို့ကဒီလိုဘေးအန္တရာယ်ကိုဖြစ်စေနိုင်တယ်ဆိုတာကိုသိပြီးမှဒီဆိုးကျိုးများတဲ့ကွင်းရာကိုမစားမိစေဖို့ရန်အတွက်သတိပြုရမှာဖြစ်တယ်။နံပါတ်3ကွင်းရာရဲ့ဆိုးကျိုးတွေကဘာတွေလဲဆိုရင်တော့ကျွန်တော်ကိုယ်တွင်အင်္ဂါအစိတ်အပိုင်းတွေကိုထိခိုက်စေပါတယ်။ဘာတွေထိခိုက်စေလဲ။ကိုယ်ရကိုအမြဲစားတဲ့သူရဲ့ဒီကိုယ်တွင်းအင်္ဂါတွေကိုဘာတွေထိခိုက်စေလဲဆိုရင်အစာအိမ်နာတာတွေဖြစ်ပါတယ်။အစာမကြေတာတွေလည်းဖြစ်ပါတယ်။နောက်တော့သွေးပေါင်တက်တာတွေလည်းဖြစ်ပါတယ်။အဲ့တော့ကိုယ်ရရဲ့စိတ်ထဲမှာဒီနေ့ဆေးရွက်ကြီးဆိုတဲ့ကိုနီဒင်းဓာတ်တွေပါနေတဲ့အတွက်ကြောင့်သူဟာဆွဲလန်းစေတဲ့စိတ်ကိုဖြစ်စေပြီးတော့မှဖြတ်မရတဲ့အထိဖြစ်တတ်ပါတယ်။ဒါကြောင့်ကိုယ်ရကိုအစမပြုတ်ဘဲနဲ့အလိုမလိုက်ဘဲနဲ့မစားဘဲနဲ့နေတာကအကောင်းဆုံးဖြစ်ပါတယ်။နောက်နံပါတ်4ကတော့ဘာဖြစ်စေလဲဆိုရင်ငွေတွေကိုအလဟတ်သက်ဖြုံးတီးစေပါတယ်တချို့ကကွင်းရကိုဘယ်လောက်ထိအောင်စားလဲဆိုလို့ရှိရင်တရက်ကို1000ဘိုးအထိ9000ဘိုးအထိစားတဲ့သူတွေရှိတယ်လို့ကျွန်တော်ကြားဘူးမှတ်သားဘူးပါတယ်အဲ့တော့အဲ့ဒီ9000 1000ကိုကွင်းရစားမယ်အစားကျွန်တော်စုထားမယ်ဆိုရင်တစ်လ10ရက်ဆိုရင်3သိန်းတစ်လဆိုရင်3သိန်းမဟုတ်ဘူးလားမိသားစုရဲ့လိုအပ်ချက်တွေကိုဒီငွေကြေးအဖြစ်လုံနိုင်ပါတယ်ဒါပေမဲ့ကွင်းရကိုစားနေတဲ့အတွက်ကြောင့်ဒီကွင်းရသည်ငွေကိုဖြုံးတီးပြီးတော့မှအလဟတ်သက်ကုန်စေတဲ့အတွက်ကြောင့်မလို့မိမိရဲ့ကိုယ်ခန္ဓာအတွက်စားသုံးတဲ့သူအတွက်ဘာအကျိုးမှမရှိတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ကကွင်းရကိုမစားဘဲနဲ့နေတာကအကောင်းဆုံးဖြစ်ပါတယ်နောက်ဆုံးနံပါတ်5ကတော့ဘာလဲဆိုရင်ကွင်းရစားခြင်းအပြင်ပတ်ဝန်းကျင်ကိုညစ်ပတ်စေတယ်ကွင်းရစားပြီးတော့မှကွန်ဒစ်တွေကိုပလက်ဖောင်းတွေမှာထွေးတယ်တိုက်ခန်းနေရံတွေမှာထွေးတယ်ပရင်းပေါက်တွေကနေထွေးချပြီးတစ်ဖက်အိမ်ကိုရောက်တဲ့အရာတွေဘတ်စကားပေါ်ကထွေးချပြီးမှအခြားသောခရီးသည်တွေကိုထွေးမိတဲ့အရာတွေမှာအစအမျိုးမျိုးပြဿနာတွေပတ်ဝန်းကျင်ကိုညှဉ်းညမ်းစေပါတယ်ဒါကြောင့်ဒီနေ့ကွင်းရစားခြင်းအပြင်ဘာမှကောင်းကျိုးမရှိတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ဟာကွင်းရစားခြင်းကိုရှောင်ကျဉ်ခြင်းအပြင်ကိုယ်တိုင်ကျန်းမာသလိုကိုမိသားစုလည်းအပိုဝင်ငွေမထွက်ဘဲနဲ့ကောင်းမွန်စွာနဲ့မိသားစုကိုတိဆောက်နိုင်ဖို့ရန်အတွက်မျှဝေလိုက်ပါတယ်ဒီနေ့ခရိယအတ္တအနေနဲ့ကြည့်မယ်ဆိုလို့ရှိရင်လဲအစာမဟုတ်သောအစာအမှုမပြေနိုင်သောအရာတို့အဖို့အဘဲကြောင့်ငွေကိုကုန်စေသည်လို့ဟေရှာယထဲမှာပြောတဲ့ကဲ့သို့ကျွန်တော်တို့ဒီအမှုမပြေနိုင်သောအရာအစာမဟုတ်သောအစာတွေကိုရှောင်ကျဉ်ခြင်းအပြင်ဘုရားသခင်ရှေ့မှာဒီနေ့မင်္ဂလာရှိသောသူကျေးဇူးတော်ခံစားသောသူကောင်းကြီးနဲ့ပြည့်စုံသောသူဖြစ်ဖို့ရန်အတွက်နှိုးဆော်လိုက်ရပါတယ်အရောက်စတိုင်းပေါ်မှာဘုရားရှင်ကောင်းကြီးပေးပါစေ